بسم الله الرحمن الرحيم نحمده ونصلي على رسوله الكريم أما بعد لذا تانا توكاشين تروسين فاوندو كميا جنو مليكا سورة فجرگه آيات تشوكو شينين تبياگه إن شاء الله ديني إسيزيما جنشيد آيات تشوكو سلابيرو شينين تبياگه ما بشبا ဒီတော့မနေ့ကနောက်ဆုံးတင်ပြခဲ့တဲ့အယတ်တော်ကအင်တမကိုပဲစိုးထွန်းနေသူတွေအလာမိတ်ကိုဖီဆန်ပြီးတော့ဒုနီယာရဲ့မြေပြင်မှာမြို့ရွာတွေမှာအဖြတ်အမှောက်တွေလုပ်နေတဲ့သူတွေမောက်မှာပါလွှားတဲ့သူတွေကိုအလရှင်သူတို့နဲ့ပတ်သက်ပြီးအမိန့်ရှိတယ်သူတို့ကိုအလရှင်စောင့်ကြည့်နေတယ်ဆိုတာကသူတို့အပေါ်မှာအလရှင်မြတ်ရဲ့အရေးယူမဲ့နေ့ဆိုတာရောက်လာလိမ့်မယ်သူတို့ကိုခိတ္တခဏအလရှင်မြတ်သခင်ကတော့အချိန်ကာလတစ်ခုထိလွတ်ပေးထားတာဖြစ်တယ်ဒီတော့အဲ့ဒီအရေးယူတဲ့နေ့ရောက်လာရင်တော့သူတို့စီကိုအလရဲ့အဇပ်တွေကတွန်းလောင်းလိုက်တဲ့အလားအဲ့ဒီလိုပြင်းထန်တဲ့အဇပ်တွေသူတို့စီကိုကြောက်ရောက်လာမယ်ဆိုတဲ့အကြောင်းကိုမနေ့ကအယတ်တော်လေးမှာကျွန်တော်ရှင်းပြခဲ့ပြီးဖြစ်တယ်ရှေ့ဆက်ပြီးတော့အလရှင်အမိန့်ရှိတဲ့ဖအမလ်အင်ဆာဒီတော့လူသားတဲ့အဲ့ဒီလူသားကိုအလရှင်မြတ်ကإذا ما بتلاه سنتته ربه الله شميكا سنتت لذاكو الله شميكا سنتت بلو سنتت ليسوين فأكرمه الله شنكم جتيري بيبيرو سنتته ونعمه جيزوري بيبيرو سيزيني چمي بيرو سنتته أريكا فيقول أريكا لذاكا بيوري ربي غاية شميكاအကရမန်ငါကိုဂုံအတရေတွေချင့်မြတ်ထားတယ်ငါကိုအင်မတန်တိတ်ခါတွေချင့်မြတ်ထားတယ်ဆိုပြီးတော့လူသားကပြောတယ်ဒီတော့အာယတ်ရဲ့အလိုသဘောကဘာလဲဆိုလို့ရှင်အလရှင်မြတ်ကတချို့ကိုအင်မတန်ကြီးမားတဲ့ဂုံအတရေတွေစီးစိမ်တွေဥစ္စာတွေအလပေးထားနော်ဒီတော့အဲ့ဒါတွေကိုရထားတော့ဒီလူသားကကိုဘာထင်နေလဲငါကိုတော့အလတိတ်ကိုမှနှစ်သက်နေတယ်တိတ်ကိုမှချစ်နေတယ်လို့သူတင်းနေတယ်နော်ငါစီတော့ဘာအသပ်မလာဘူးမရှိဘူးနော်ငါကိုအလတ်တိတ်ချစ်လို့တိတ်နှစ်သက်လို့ငါအင်တမကိုပဲလောက်တာတွေမှန်းနေလို့ငါကိုအလတ်ရှင်မြတ်ကတလောက်အထိစီးစိမ်နေဥစ္စာတွေဂုံအရှိန်ဝါတွေချစ်မြတ်တာလို့သူထင်နေတယ်တကယ်တမ်းမှာတော့အဲ့ဒီလိုမဟုတ်ဘူးတဲ့တကယ်တမ်းမှာတော့အီဒါမဘတလာဟုသူ့ကိုအလတ်ရှင်မြတ်ကစမ်းသပ်နေတာဒီတော့ပြည်လေနေတိုင်းနော်ကိုလောက်တာတွေမှန်းနေတယ်လို့ကိုတွေးလို့မရဘူးနော်ဒီတိုင်းပဲအစဉ်ပြေချမ်းသာနေတိုင်းငါလုံးသမျှအားလုံးမှန်နေလို့ငါအခုလိုအစဉ်ပြေပြီးချမ်းသာနေတာလို့တွေးလို့မရဘူးဒီတိုင်းပဲဂုံအရှိန်ဝါဩဇာတွေရှိတိုင်းလည်းပဲငါလုံးသမျှမှန်နေလို့ငါအဲ့လိုဂုံအရှိန်ဝါဩဇာတွေရထားတာလို့တွေးလို့မရဘူးကာရုံလည်းပဲရက်ဆက်ချမ်းသာခဲ့တယ်သူ့ပေမဲ့လည်းပဲသူ့ကိုအလ္လာဟ်ရှိမတ်တခင်နှစ်သက်နေလို့အဲ့ဒီစည်းစိမ်နေပေးတာလားမဟုတ်သူ့ကိုအလ္လာဟ်စမ်းသပ်ဖို့အတွက်အဲ့ဒီမြောင်များစွာသောစည်းစိမ်နေအလ္လာဟ်ပေးလိုက်တဲ့သူ့ပေမဲ့လည်းပဲအချိန်ကာလတစ်ခုရောက်လာတဲ့ကာရုံကိုအလ္လာဟ်ရှင်အေးယူလိုက်တဲ့ဖီရအောင်အင်တန်ဩဇာအရှိန်ဝါကြီးခဲ့တဲ့သူ့ကိုအဲ့ဒီဩဇာအရှိန်ဝါအလ္လာဟ်ချစ်လို့နှစ်သက်လို့ပေးခဲ့တာမဟုတ်ဘူးအလ္လာဟ်စမ်းသပ်ဖို့ပေးခဲ့တာသူ့ပေမဲ့လည်းပဲအဲ့ဒီစမ်းသပ်မှုမှာသူကြာရှုံးခဲ့တဲ့အချိန်တစ်ခုတန်တော့သူ့စီမှာအလ္လာဟ်ဘက်ကနေအေးယူမှုတွေရောက်လာခဲ့တယ်ဆက်ပြီးတော့အလ္လာဟ်ရှင်အမိန့်ရှိတယ်ဝအီဒါမဘတလာဝအမ္မာအီဒါမဘတလာဟုဒီတော့အရှင်မြတ်ကတဲ့နောက်တနည်းပေါ့လူတွေကိုစမ်းသပ်တယ်ဘလို့ပုံစံစမ်းသပ်လဲဆိုရင်ဖကာဒရာအလီဟီရစ်ကာလူတွေရဲ့ရိုဇီရိတ်ခါတွေလူတွေရဲ့ရိုဇီတွေကိုကြက်တဲစီတော့မှုလိုက်တယ်ကြက်တဲမှုကိုပြီးပြီးတော့အလ္လာဟ်စမ်းသပ်ကြက်တဲမှုပြီးပြီးအလ္လာဟ်စမ်းသပ်အရိခဖယကူလူရဘ်ဘီလူတွေကဘာပြောလဲဆိုတော့ငါကိုအလ္လာဟ်ရှင်မြတ်ကအဟာနန်ငါကိုအလ္လာဟ်ကုန်းအတီးဖြတ်တယ်ကွာငါကိုအလ္လာဟ်ဒုက္ခတွေထည့်ထားတယ်ကွာငါကိုအလ္လာဟ်ကြက်တင်းအောင်လုပ်ထားတယ်ကွာအလ္လာဟ်ကိုအပြစ်တင်ပြီးတော့ပြောတယ်အလ္လာဟ်ကိုအပြစ်တင်ပြီးတော့ပြောတယ်အလ္လာဟ်ရှင်မြတ်ကငါကိုတော့ဒါဒုက္ခတွေမှာထည့်ထားတာငါကြီးပဲဒုက္ခရောက်နေတာငါကိုအလ္လာဟ်ရှင်အစ္စတ်မပေးဘူးကွာစသဖြင့်အလ္လာဟ်ကိုအပြစ်တင်ပြီးပြောတယ်ဒီတော့လူတွေကအစဉ်ပြေနေတဲ့အချိန်မှာလည်းပဲငါလှုပ်တာတွေမှန်နေလားငါအလ္လာဟ်ကြီးနဲ့နှစ်သက်တဲ့အလုပ်တွေလုပ်နေရဲ့လားဆိုတာကို तू မတွေးတော့ဘူးမစင်ကြင်ဘူးအစဉ်ပြေနေတဲ့အချိန်မှာလည်းပဲ तू မှန်လို့ तू လှုပ်တာတွေအားလုံးကောင်းနေလို့तू အစဉ်ပြေနေတာလို့လူကအဲ့ဒီလိုတွေးတယ်
ဒုက္ခရောက်တဲ့အချိန်ကြတော့လည်းပဲငါရဲ့ဘယ်လို့ရကြောက်ငါဒုက္ခရောက်တာလဲဆိုတာကိုမတွေးဘူးအလ္လာဟ်ကိုပဲအပြစ်တင်တယ်အလ္လာဟ်ငါ့ကိုတတ်ဒုက္ခတွေထဲမှာထည့်ထားတယ်အလ္လာဟ်ငါ့ကိုအစင်မပြေမှုတွေထဲမှာထည့်ထားတယ်အဲ့ဒီလိုတွေးတယ်ဒီတော့အလ္လာဟ်ရှင်အမိတ်ရှိတဲ့တကယ်တမ်းမှာတော့အဲ့ဒီလိုမဟုတ်ဘူးတဲ့ဒုက္ခရောက်တယ်ကြက်တဲတယ်ဆိုတာလေးပဲเนาะအကြောင်းရင်းလေးတွေရှိတယ်เนาะအလ္လာဟ်ရှင်သူ့အကြောင်းနဲ့သူရှိတယ်ပေါ့เนาะကျွန်တော်မြတ်ကုရ်အာန်ရဲ့တဏှာမှာအလ္လာဟ်အမိတ်ရှိထားတယ်เนาะဝလောဘဆတ်အလ္လာဟူရစ်ကလီအီဘာဒီဟီလဘဂောဖီလ်အာရဒ်လောကမှာရှိတဲ့လူသားတွေအားလုံးရဲ့ရိုဇီရိတ်ခါကိုအလ္လာဟ်တပြင်းကြီးတန်းနဲ့လုပ်ပေးခြင်းလုပ်ပေးလိုက်လို့ရတယ်ကျေဝန်းပေးလိုက်လို့ရတယ်လောကမှာရှိတဲ့လူတွေအားလုံးကိုအလ္လာဟ်တတိဖြစ်အောင်လုပ်ပေးလိုက်လို့ရတယ်သို့ပေမဲ့လည်းပဲအဲ့ဒီလိုသာလုပ်ပေးလိုက်ရင်လဘဂောဖီလ်အာမြေပြင်မှာဆိုးသွမ်းမဲ့သူတွေအဖြတ်မှောက်လုံးမဲ့သူတွေရှိလာလိမ့်မယ်လူတွေနော်အဲ့ဒီအဖြတ်မှောက်ဆိုးသွမ်းမှုတွေမှာနေမုံကုန်ကြလိမ့်မယ်တော့နော်အလ္လာဟ်ရှင်မြတ်ကနော်ဒီရိုဇီရိတ်ခါဆိုတဲ့အရာကိုအလ္လာဟ်ပတ်ပေါင်းစုံကနေသုံးသပ်ပြီးတော့အလ္လာဟ်ရှင်ပေးတဲ့ပေးသလောက်ပေးတဲ့ပေးအပ်တဲ့အတိုင်းတာကိုအလ္လာဟ်လူတွေကိုပေးထားတာဝလာကင်ယူနဇီလူဘီကဒရီမာယရှာနော်အလ္လာဟ်ရှင်မြတ်တခင်လိုအပ်တဲ့အတိုင်းတာအလ္လာဟ်အလိုရှိတော်မူသလောက်ရိုဇီရိတ်ခါကိုအလ္လာဟ်ချပေးတော်မူတယ်နော်ဒီအတွက်ကြောင့်မလို့ရိုဇီရိတ်ခါရဲ့စီမံမှုအင်တန်မကိုပဲစမ်းကြည့်တယ်ကျွန်တော်တို့အုံနောက်နဲ့လိုက်မိနိုင်မှာမဟုတ်အလ္လာဟ်ရှင်တချို့ကိုစစ်စင်ရဲ့ပေါ်မှာထားတာလည်းပဲသူ့အတွက်ဒီဘဝကအကောင်းရှိလို့တချို့ကိုအလ္လာဟ်အစဉ်ပြေတဲ့ဘဝမှာထားတာလေသူ့အတွက်ဒီဘဝကအကောင်းရှိလို့တခါဒီလိုရှိတယ်နော်ကျွန်တော်ကိုအလ္လာဟ်ရှင်တတိမလုပ်ပေးထားဘူးဆိုပါတော့နော်ကျွန်တော်ချမ်းသာကြွယ်ဝတဲ့စီးရင်ထဲမှာတော့မပေါ့တုံတော့အစဉ်ပြေတယ်အလ္လာဟ်သိတယ်နော်ပြီးချမ်းသာလိုက်တယ်ဆိုလို့ရှင်သူတို့ပြဿနာမရှိဘူးဒါမှသူတာသမီးပြည့်စည်သွားအဲ့ဒီအချိန်သူမျက်ရည်ပေါက်ကြာရလိမ့်မယ်နော်သူအင်မတန်စိတ်တွေညင်ရလိမ့်မယ်စသဖြင့်ပေါ့နော်အလ္လာဟ်ရှင်မြတ်သခင်သိတယ်နော်ဒီတော့နော်ဘသူအတွက်ဘလောက်အတိုင်းတာကတင့်တော်လဲဆိုတာကိုဒါကြောင့်ကျွန်တော်တို့ကနော်ကျွန်တော်တို့အလ္လာဟ်စီမှာအမြဲတမ်းဒီလိုပြောရမယ်အလ်ဟမ်ဒူလ illah အလာကုလီဟာလ်နော်အချိန်ဒီတိုင်းအပေါ်မှာအလ္လာဟ်ကိုကျေးဇူးတင်ပါတယ်အချိန်ဒီတိုင်းအပေါ်မှာအရှင်မြတ်ကိုကျွန်တော်မျိုးနော်မဟာချီးမွမ်းပါတယ်ဆိုတော့ကနော်ဒီအချိန်ဒီရောက်မှအလ္လာဟ်ကျေးဇူးနော်ချမ်းသာမှအလ္လာဟ်ရဲ့ကျေးဇူးငါမှရှိတာနော်စီးရင်နေအလ္လာဟ်ကိုဘာမှနော်ကျေးဇူးမပြုထားတဲ့အတိုင်းအဲ့ဒီလိုမပြောရဘူးနော်ဒီတော့အလ္လာဟ်ရှင်မြတ်ကိုကျွန်တော်တို့အချိန်ဒီတိုင်းမှာကျေးဇူးတင်ရမယ်အချိန်ခါတိုင်းမှာကျေးဇူးတင်ရမယ်ဒီတော့ဘေးအချိန်ဒီမှာပဲထားကျွန်တော်တို့ဒီလိုမှတ်ယူရမယ်ဒီအချိန်ဒီဟာငါအတွက်အကောင်းရှိလို့ဒီအချိန်နေရာငါအတွက်အကောင်းရှိလို့အလ္လာဟ်ရှင်မြတ်ကငါ့ကိုဒီအချိန်နေမှာထားတာအဲ့ဒီလိုမှတ်ယူရမယ်နော်ဒီတော့နော်ရှေ့ဆက်ပြီးတော့အလ္လာဟ်ရှင်အမိတ်ရှိတဲ့အလ္လာဟ်ရှင်မြတ်သခင်ရိုဇီရိတ်ခါကိုကြက်တဲတယ်ချောင်းလေတယ်နော်တချို့ကိုကြက်တဲမှုပေးတယ်တချို့ကိုချောင်းလဲမှုပေးတယ်ဆိုတာသူ့အကြောင်းနေနဲ့သူရှိတယ်အဲ့ဒီထဲမှာတချို့အကြောင်းတွေကပါလဲကလ္လာဘလာတုကရီမူနလ်ယတီမ်နော်ကလ္လာဘလာတုကရီမူနလ်ယတီမ်နော်စင်မာကားတဲ့အတင်တို့တွေဟာမိဘမဲ့ကလေးတွေကိုဂုံပေးကြသည်မဟုတ်ဘူးတဲ့နော်ဒီတော့လူတယောက်လူစီခါချက်တဲတဲ့အကြောင်းရင်းထဲမှာတစ်ချက်ကပါလဲဆိုရင်နော်ယတင်ကလေးတွေမိဘမဲ့ကလေးတွေကိုဂုံပေးရမယ်မိဘမဲ့ကလေးတွေကိုကျင်နာရမယ်ညှတာရမယ်နော်သူတို့ပေါ်မှာနော်ကိုကောင်းမွန်စွာဆက်ဆံရမယ်တချို့ကိုအလ္လာဟ်ရှင်မြတ်သခင်နော်ဒီအချက်ကိုအလ္လာဟ်မှနှစ်တော့သူယင်ထဲမှာနော်မိဘမဲ့ကလေးတွေယတင်ကလေးတွေနော်အချင်းနေမှဲ့တဲ့ကလေးတွေနဲ့ပတ်သက်ပြီးကျင်နာမှုမရှိဘူးနော်အဲ့ဒီကလေးတွေအပေါ်မှာစာနာထောက်ထားမှုမရှိဘူးအကယ်သူ့ကိုဥစ္စာပေးလိုက်ရင်လည်းပဲသူအဲ့ဒီလိုစိတ်သူ့မှာမရှိတော့အဲ့ဒီကဏ္ဍတွေမှာသူ့ဥစ္စာကိုသူနည်းနည်းမှသုံးဆွဲမှာမဟုတ်နော်စသဖြင့်အကြောင်းလေးတွေရှိတယ်နော်ဒီတော့အလ္လာဟ်ရှင်မြတ်သခင်ကတခါနော်တချို့လူရှိတယ်သူပေမဲ့သူအီဘာဒတ်မှာတော့တလောက်ကြီးကောင်းတာမဟုတ်ဘူးသူပေမဲ့လည်းပဲအလ္လာဟ်ရှင်သူ့ကိုဥစ္စာပေးထားတယ်ဘာလဲဆိုရင်သူ့ဥစ္စာဒီနော်ပြန်ပြီးတော့စီးရင်သားတွေအပေါ်မှာနော်အကျိုးဖြစ်တယ်သူ့ကိုဥစ္စာပေးခြင်းကနော်သူကပြန်ပြီးသုံးတတ်တယ်ဆွေးတတ်တယ်ရက်ရောတယ်လူရတန်းတာဝါသနာပါတယ်ပြီးခြင်းကမ်းခြင်းနဲ့စိတ်ရှိတယ်ကြွေးခြင်းမွေးခြင်းနဲ့စိတ်ရှိတယ်နော်ဒါကတယောက်နဲ့တယောက်စိတ်ထားခြင်းမတူတချို့ကြတော့နော်အီဘာဒတ်ပိုင်းမှာတော့အားနေတယ်နော်အလူတန်းပိုင်းမှာတော့အင်တန်ကောင်းတယ်တချို့ကြတော့အီဘာဒတ်ပိုင်းမှာတော့ကောင်းပါရဲ့ဒါပေမဲ့လူဖို့တန်းဖို့ကြရင်တော့သူအင်တန်မကိုပဲ
နော်စိတ်ကနော်လေးဖင့်နေတယ်တွန့်တိုနေတယ်ဒီတော့တဦးနဲ့တဦးမတူသို့ပေမဲ့ကျွန်တော်တို့ကဘယ်အခြေအနေမှာပဲဖြစ်ဖြစ်တောင်းဝန်ကြည်ရမယ့်အတိုင်းဒါတော့တောင်းဝန်ကြည်ရမှာပဲဒီလိုတော့မဟုတ်ကျွန်တော်ကအလှူတန်းတော့အင်တိုင်ရရောတာနမတ်5ချိန်ပဲမဖတ်နိုင်တာအဲ့ဒီလိုမျိုးတော့ပြောလို့မရအောင်နမတ်5ချိန်ကတော့ဒါ first တောင်းဝန်ဖြစ်တယ်အလှူတန်းဘယ်လောက်ပဲလုပ်လို့နမတ်ကိုတော့ပြက်ကွက်လို့မရဘူးအလ္လာဟ်ပေးထားတဲ့တောင်းဝန်ဝေတရားကိုတော့ပြက်ကွက်လို့မရအောင်ဆိုတာကတော့ကျွန်တော်တို့မှာဒီစိတ်ရှိရမယ်နော်ဒီတော့စည်ရင်သားတွေကိုကြွေးခြင်းဒီယတင်ကလေးတွေကိုကြွေးခြင်းမွေးခြင်းသူတို့ကိုနော်ကောင်းမွန်စွာဆက်ဆံခြင်းနဲ့စိတ်ရှိကြမယ်ဟာဒီစ်တော်မှာလည်းပဲတမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဆမ်မိတ်တော်မူတဲ့ခိုင်ရူဘိုင်တင်ဖီလ်မွတ်စလီမီနဖီဟီယတီမွန်ယူဆနူအီလိုက်အိမ်ထဲမှာအကောင်းဆုံးအိမ်ကဒီလိုအိမ်အဲ့ဒီအိမ်မှာယတင်ကလေးရှိတယ်အဲ့ဒီယတင်ကလေးကိုအိမ်သူအိမ်သားတွေကဘာလုပ်လဲကောင်းကောင်းမွန်မွန်ဆက်ဆံတယ်အိမ်ထဲမှာအဆိုးဆုံးအိမ်ဝရှတ်ရူဘိုင်တင်အိမ်ထဲမှာအဆိုးဆုံးအိမ်ဖီလ်မွတ်စလီမီနာမွတ်စလင်အိမ်ထဲမှာအဆိုးဆုံးအိမ်ကဒီလိုအိမ်ဖြစ်တဲ့ယူဆာအူအီလိုက်ဟီယတင်ကလေးအပေါ်မှာဆူဆူရွရွဆက်ဆံတယ်နော်ဒီလိုယတင်ကလေးကိုကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့အိမ်အဲ့ဒါအိမ်ထဲမှာအကောင်းဆုံးအိမ်ဆူဆူရွရွဆက်ဆံတဲ့အိမ်ထဲမှာအဆိုးဆုံးအိမ်နော်ဒီတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကျွန်တော်တို့အိမ်တွေမှာယတင်ကလေးတွေရှိချင်းလည်းရှိမယ်တချို့အိမ်မှာမရှိရင်လည်းမရှိဘူးဒါပေမဲ့တချို့ဒီလိုအိမ်တွေတွေ့ရတယ်နော်ဒီတော့ဒီနေရာမှာလည်းပဲယတင်ကလေးဆိုတာကနော်မွတ်စလင်ယတင်ကလေးပဲဖြစ်ဖြစ်မွတ်စလင်မဟုတ်တဲ့ယတင်ကလေးပဲဖြစ်ဖြစ်ကောင်းကောင်းမွန်မွန်ကျွန်တော်တို့ဘာလို့ကမလဲဆက်ဆံရမယ်နော်တချို့အိမ်တွေမှာကျွန်တော်တွေ့ရတယ်အလုပ်လုပ်ဖို့ဆိုပြီးတော့ကလေးတွေခေါ်တယ်နော်အသက်10နှစ်17နှစ်နော်ကလေးမလေးတွေအိမ်မှာအလုပ်လုပ်ဖို့ခေါ်တယ်ဒီအရွယ်ကကလေးပါပဲကလေးအရွယ်လေးတွေပဲအိမ်မှာတောက်တူမဲရပကံစီးဖို့ပါဖို့ခေါ်တယ်သို့ပေမဲ့လည်းပဲမွတ်စလမန်တွေပဲနည်းနည်းမှမညာတာဘူးရဆက်ဆက်အနိုင်ကျင့်နေနော်အင်မတန်မှကိုပဲတနေကုန်တနေကန်နော်ခလီတယောက်ကိုနော်အလုံးနဲ့လက်နဲ့မပြတ်အောင်နော်အတကုံခိုင်းနေအိတ်ချိန်ကိုနည်းနည်းပဲပြီးတယ်နော်ထမင်းဟင်းကိုကလုံးဝဟင်းကောင်းထမင်းကောင်းနေစားနေတယ်နော်အဲ့ဒီအိမ်ပေါ်ကောင်မလေးကိုခလီမလေးကိုဟင်းကြံထမင်းကြံနေကျွေးတယ်နော်ပြစ်စလက်ကထမင်းကျွေးတယ်ပိုက်ဝအောင်မကျွေးဘူးဒီလောက်ပဲယူထမယူနေဆိုပြီးတော့ပြောတယ်နော်ဒီတိုင်းပဲနော်ကိုစားနေတဲ့ဟင်းတွေကမကျွေးဘူးနော်အဲ့ဒီလိုမျိုးအနိုင်ကျင့်တဲ့အိမ်တွေရှိတယ်နော်ဒီတိုင်းပဲနည်းနည်းလေးအလုပ်လုပ်တာတစ်ခုခုလွဲသွားပြီဆိုရင်နော်ကောင်းရိုက်တယ်ဒီတော့စဉ်းစားကြည့်နော်ဒီကလေးကလည်းပဲလူပဲလေဒီကလေးလည်းပဲသူများရဲ့သားသမီးပဲလေနော်ကျွန်တော်သားသမီးဆိုရင်ကျွန်တော်အဲ့ဒီလိုတနေကုန်နော်အိမ်အောင်ဖေးထဲမှာထားပြီးပကံစီးခိုင်းအဝတ်လျှော်ခိုင်းကျွန်တော်အဲ့ဒီလိုရက်ဆက်ခိုင်းမလားနော်နည်းနည်းလေးလွဲမှားသွားတာနဲ့ပုံပိုင်းနဲ့ကျွန်တော်ရိုက်မလားနော်ကိုယ်ကလေးကြတော့လုံးဝဖူးမှုတ်ထားတယ်ငါကလေးတွေကပညာသင်ရမယ်ပညာတတ်ရမယ်အိမ်အလုပ်ဆိုတာငါကလေးနဲ့မဆိုင်ဘူးနော်သူများကလေးကိုကြတော့လုံးဝရက်ဆက်နှိမ်ချိုးပြီးတော့ခိုင်းထားတယ်ဒီတော့အလုပ်လုပ်ဖို့ခေါ်ထားလို့ခိုင်းတာတော့မှန်ပါတယ်သို့ပေမဲ့လည်းပဲကလေးတယောက်ကိုကလေးတယောက်နိုင်တဲ့အတိုင်းဒါခိုင်းရမယ်နော်ကလေးတယောက်ခေါ်ပြီးတော့အဲ့ဒီကလေးကိုပေးတဲ့လကနှစ်ပဲနဲ့တပြားပေးတယ်ပေးပြီးသွားတဲ့အခါကျတော့ခိုင်းတဲ့အခါကျတော့လုံးဝနော်လကနဲ့မတန်အောင်အစပေါင်းများစွာခိုင်းနေအဲ့ဒီလိုပုံစံမျိုးမလုပ်ရဘူးနော်ဒီကလေးတွေတချို့မိဘရှိတယ်တချို့မိဘမရှိဘူးမိဘရှိတဲ့ကလေးလည်းပဲမိဘကိုခွဲခွာပြီးကိုယ်အိမ်ကိုရောက်လာတာပဲအဲ့ဒီလိုကလေးတွေအပေါ်မှာကြည်ကျင်နာဆက်ဆံရမယ်နော်တချို့မကျင်နာဘူးအင်မတန်ရက်ဆက်တယ်နော်မွတ်စလမန်အိမ်နေဖြစ်ပြီးတော့မွတ်စလမန်နေဖြစ်ပြီးတော့နော်သူတို့ကိုကြီးလိုက်ရင်တော့ဒင်းရှိတယ်လို့တင်ရတယ်နော်အပေါ်ရင်ကြီးလိုက်ရင်လည်းပဲဒင်းကိုလုံနေကြတာပဲသူ့ပေမဲ့လည်းပဲနှလုံးသားထဲမှာကျင်နာမှုမရှိကြဘူးဒါဟာအင်တမကိုပဲစူးရွာတဲ့ကိစ္စဖြစ်တဲ့လိစာတက်မိတ်ဆွေညီနောင်များခင်များဒါကြောင့်နော်ကျွန်တော်တို့ယတင်ကလေးတွေကိုနော်ကျွန်တော်တို့နော်စောင့်ရှောက်ကမယ်ကျင်နာရမယ်ကိုယ့်အိမ်မှာရှိတဲ့အဲ့ဒီလိုကလေးတွေကိုလည်းပဲကျွန်တော်တို့ကျင်နာရမယ်နောက်ဆုံးကိုယ့်အိမ်မှာယတင်ကလေးမရှိဘူးဆိုရင်လည်းပဲနော်ပေါင်ဝင်းကျင်မှာကိုယ့်ရဲ့ဆွေမျိုးတွေထဲမှာယတင်ကလေးတွေရှိတဲ့အများကြီးနော်အတိုင်းဝိုင်းတွေရှိတယ်နော်ကိုယ့်ရဲ့ညီကိုမောင်နှမတွေဆွေမျိုးတွေထဲမှာယတင်ကလေးတွေရှိတယ်အဖေဆုံးသွားတယ်ဒါပေမဲ့တောင်းယူမဲ့သူတယောက်မှမရှိဘူးသူတို့ပညာရေးကိုတောင်းမယူဘူးသူတို့ရဲ့စောင်းနေရေးကိုတောင်းမယူဘူးနောက်ဆုံးယတင်ကလေးတွေကနော်အင်မတန်ဒုက္ခနဲ့ကြီးရနော်ကိုတူမတွေနော်ကိုယ့်ရဲ့ညီကိုအရင်ရဲ့သားသမီးတွေကိုညီကိုဖြစ်တဲ့သူကငငယ်ရွယ်နဲ့ဆုံးသွားတယ်သူ့မှာသားသမီးတွေကြံခဲ့တယ်အဲ့ဒါကိုလုံးဝလှည့်မကြည့်တဲ့သူတွေအများကြီးရှိကြနော်အဲ့တော့ကလေးတွေကအခြေအနေတွေကွာသွားရောနော်ဒီတော့ကိုညီကိုအရင်ကိုတူမအရင်ခောက်တွေ
နော်ကိုမောင်နှမအရင်ခောက်တွေဖြစ်ပြီးတော့တောင်မှနော်တစ်ဖက်ကလေးတွေအပေါ်မှာနည်းနည်းမှကျွန်တော်တို့မချိဘူးနော်မထောက်ပံ့ဘူးမစာနာဘူးနော်ဒါတွေကအင်တမကိုပဲမလုပ်သင့်တဲ့ကိစ္စဖြစ်တယ်တမန်တော်မြတ်ဆလလာဟူအလိုင်ဟီဝါဆလမ်ကနော်ဘလောက်တောင်မှတမန်တော်မြတ်ဆလောဆမ်နော်ဆွေမျိုးသားချင်းရဲ့ကလေးတွေအပေါ်မှာကိုရောဂီယူဆိုင်လဲဆိုရင်ကိုရောရဲ့ဦးလေးကအဘူတွာလစ်ကအသက်ကြီးပြီးသားသမီးတွေကလည်းအများကြီးပဲအင်မတန်ကြက်တဲမှုလည်းပဲရှိတယ်အဲ့ဒီလိုနဲ့ကိုရမတ်ဆလလာဟူအလိုင်စလမ်ကနော်အဘူတွာလစ်ကိုကူညီတဲ့အနေနဲ့ဘာလုပ်လဲဆိုတော့အဘူတာလစ်ကသားတစ်ယောက်ဖြစ်တဲ့ဟာဒတ်အလီရဒီအလာဟူအန်ဟူတခင်အဲ့ဒီချိန်ခလီလေးပဲရှိသေးတယ်နော်အသက်5နှစ်ခလီလေးပဲရှိသေးတယ်ဒီတော့အလီတခင်ကိုသွားပြီးတော့ခေါ်လိုက်တယ်အဘူတာလစ်ကိုသွားပြီးတော့ခွင့်ပြုချက်တောင်းတယ်နော်ကြရဲ့သားတွေကနော်ဒီအလီကိုကျွန်တော်စောင့်ရှောက်ပေးရစီကျွန်တော်အိမ်မှာထားပေးရစီသူ့ရဲ့စားဖို့နေရေးသူ့ရဲ့လိုအပ်တဲ့ကဏ္ဍတွေကိုကျွန်တော်တောင်းယူပေးရစီအဲ့ဒီလိုနဲ့အဘူတာလစ်ကတမန်တော်မြတ်ဆလောဆမ်ကိုမိမိရဲ့သားအလီတခင်ကိုပေးလိုက်တယ်အဲ့ဒီလိုနဲ့ဟာဇတ်အလီရဒီအလာဟူအန်ဟူတခင်ကတမန်တော်မြတ်ဆလလာဟူအလိုင်စလမ်ရဲ့လက်ပေါ်မှာပဲကြီးပြင်းလာခဲ့တယ်ကိုရောရဲ့အနီးကပ်တရဘီယတ်ကိုရခဲ့တယ်ကိုရောရဲ့ဆုံးမမှုကိုတိုက်ရိုက်နော်အနီးကပ်နော်အိမ်ထဲမှာရရှိခဲ့တယ်ဟာဇတ်အလီရဒီအလာဟူအန်ဟူတခင်အင်တမကိုပဲအရေးချင်းပြေးသွားတယ်ယေဆန်တတိရှိတယ်နော်အင်တပညာရည်ပြေးသွားတယ်တိုက်ဆိုင်မဲ့ဒီနေ့ရမ်ဇန်လဒီနေ့က19ရက်နေ့နော်19ရက်နေ့ကဟာဇတ်အလီရဒီအလာဟူအန်ဟူတခင်ရှဟီဒ်ဖြစ်ခဲ့တဲ့နေ့ဖြစ်တယ်နော်ဟာဇတ်အလီရရမ်ဇန်လတချို့အဆိုတွေမှာတော့19မှာရှဟီဒ်ဖြစ်တယ်ပြောတယ်တချို့အဆိုတွေမှာတော့ရမ်ဇန်21မှာရှဟီဒ်ဖြစ်တယ်ပြောတယ်တချို့19မှာရှဟီဒ်ဖြစ်တယ်လို့လည်းပြောတယ်ဟာဇတ်အလီရဒီအလာဟူအန်ဟူတခင်ရှဟီဒ်ဖြစ်ခဲ့တဲ့နေ့ဖြစ်နိုင်ခြေရှိတဲ့နေ့တစ်နေ့ဖြစ်တယ်ဒီနေ့ရမ်ဇန်လ19ရက်နေ့ကဒီတော့နောက်အာယတ်မှာအလ္လာဟ်ရှင်အမိန့်ရှိတယ်ဝလာတဟာဒူနာအလာတူအာမီလ်မစ္စကင်နော်လူတွေရဲ့နောက်အပြစ်တစ်ခုကဘာလဲဆိုရင်နော်စင်းရဲသားတွေကိုကျွေးမွေးဖို့တိုက်တွန်းနှိုးဆော်မှုလည်းပဲမလုပ်ကြဘူးနော်ကျွေးမွေးခြင်းကိုအလ္လာဟ်ရှင်မြတ်တခင်အင်တမကိုပဲနှစ်သက်တယ်နော်တမန်တော်မြတ်ကြီးဆလလာဟူအလိုင်စလမ်မဒီနာရှိမြို့တော်ကိုရောက်လာပြီးတော့နော်တမန်တော်ကိုလူတွေကမဒီနာကိုရောက်လာတဲ့အချိန်ရောက်ခါသားမှာလူတွေအုပ်စုလိုက်လာပြီးတော့တွေ့ကြတယ်နော်အဲ့ဒီထဲမှာမွတ်ဆလမန်တွေလည်းပါတယ်ယဟူဒီတွေလည်းပါတယ်တမန်တော်ကိုလာတွေ့ကြတာတမန်တော်ကိုတချို့မမြင်ဘူးတွေသိတဲ့သူတွေလည်းမြင်ဘူးခြင်းလို့မြင်ဘူးပြီးသားသူတွေလည်းပဲကိုရောမဒီနာကိုရောက်စဆိုတော့နှုတ်ဆက်ဖို့အတွက်အဲ့ဒီခါတမန်တော်ဆလောဆမ်ကရောက်လာတဲ့သူတွေကိုရောက်ချင်းမှာကိုရောနစီယတ်လုပ်တဲ့ယာယူဝန်နာစ်နော်အိုလူရိုနော်အဖ်ရှုဆလာဆလမ်ကိုဖြန့်ဖြူးကြအချင်းချင်းဆလမ်ပေးကြနော်အထရီမတ်တူအာမ်နော်ချီမွေးကြလူတွေကိုနော်ဆလူဘီလိုင်လီဝန်နာဆူနီယမ်နော်တခြားသူတွေအိပ်ဆက်နေတဲ့အချိန်ကျရင်နော်ညတာတွေမှာထားပြီးတော့နမတ်ပတ်ကြတဒခိုလုလ်ဂျန်နတ်ဘီဆလာမ်ဂျန်နတ်ကိုချောချူနဲ့ဝင်ရောက်ခွင့်ရရှိလိမ့်မယ်ဒီတော့တမန်တော်ဆလောဆမ်ကနဦးနော်မဒီနာကိုရောက်ခါသားမှာကိုရဒီအချက်၃ချက်ကိုလူတွေကိုနော်မှားတယ်တခုကဆလမ်ကိုနော်အချင်းချင်းပေးကြဖို့အတွက်နောက်တစ်ခုကကျွေးမွေးဖို့အတွက်နောက်တစ်ခုကညဘတ်ထားပြီးတော့နမတ်တီဖတ်ဖို့အတွက်ဒီတော့ကျွေးမွေးခြင်းကအင်တမကိုပဲအလ္လာဟ်ရှင်နှစ်သက်တဲ့အမလ်ဖြစ်တယ်ဒီတော့ကျွန်တော်တို့ခင်မှာကျွန်တော်တို့လည်းပဲနော်တော်တော်များများကျွေးမွေးကြပါတယ်ဘယ်မှာကျွေးလဲဆိုရင်ဝလီမာတွေဖြစ်ရင်ကျွေးတယ်အကြီးအကျယ်ကျွေးတယ်ဒါမဟုတ်တယ်နော်5 600 900စာမှာပြီးတော့ကျွေးတယ်ဒီတိုင်းပဲကိုယ်အိမ်မှာနော်အလူတန်းလုပ်တယ်နော်သားသမီးအကိကာလုပ်တယ်ဆိုပါတော့အလူတန်းနေလုပ်တယ်နော်တခုခုပေါ့နော်သားသမီးတွေမွေးလာတော့ဝမ်းမြောက်ပျော်ရွှင်တဲ့အနေနဲ့ကျွေးတယ်နော်အကျွေးမွေးတွေတော့လုပ်ကြတယ်ဒါပေမဲ့ခတ်တက်ကဘာလဲဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့အကျွေးမွေးတွေလုပ်တဲ့နေရာမှာနော်စင်းရဲသားတွေကိုခေါ်မကျွေးဘူးတတိတွေကိုပဲဖိတ်ပြီးတော့ကျွေးတယ်နော်ဝလီမာတွေလုပ်တယ်တတိတွေကိုပဲဖိတ်ကျွေးတယ်စင်းအကျွေးမွေးတွေအိမ်မှာအလူတန်းတွေလုပ်တယ်တတိတွေကိုပဲဖိတ်ပြီးတော့ကျွေးတယ်စင်းရဲသားလာရင်မောင်းထုတ်တယ်နော်ပိုက်ဆာနေတဲ့သူတယောက်ကလာပြီးတော့ကျွန်တော်ကိုထမင်းလေးတစ်ထုပ်လောက်ပေးပါဆိုရင်နော်ဒီအလူမင်းနဲ့မဆိုင်ဘူးဆိုပြီးတော့မောင်းထုတ်တယ်နော်အလူမှာဘသူတွေကိုကျွေးလဲဆိုတော့နော်အိမ်မှာနေတိုင်းအရှံပဲလုံလောက်စားတောက်နေရတဲ့သူတွေကိုအတင်းကိုခေါ်ပြီးပိတ်ပြီးတော့ကျွေးကြတယ်စင်းသားကျွေးဖို့အာယုံမရှိကြဘူးဖြစ်နေကြတယ်ဒါကျွန်တော်တို့ရဲ့လက်တလောကာလရဲ့ဖြစ်ပျက်နေမှုကိုကြည့်နော်လူတွေအကျွေးမွေလောက်ပါရဲ့အလူတန်းလောက်ပါရဲ့ဘသူတွေကိုကျွေးလဲဆိုရင်တတိတကြွေတွေကိုခေါ်ကျွေးတာဖြစ်နေတယ်ဒီတော့
ကျွေးမွေးတာကတော့ဘသူကိုကျွေးဆဝပြပါတယ်သို့ပေမဲ့လည်းပဲစင်းရဲသားကိုကျွေးခြင်းကပိုဆဝပြသလိုအဲ့ဒါကိုပို့ပြီးတော့ကျွန်တော်တို့တိုက်တွန်းပြီးတော့ကျွန်တော်တို့ဦးစားပေးပြီးတော့ဆောင်ရွက်တင်တယ်နော်တမန်တော်ဆလ္လာလဟ်အလัยဟိဝါစလမ်ဒီလိုအလှအတန်းနေဒီလိုကျွေးမွေးမှုတွေကိုတမန်တော်အင်တန်စိတ်ဆိုးတယ်အဲ့ဒါယူပြီးဖိတ်တယ်စင်းရဲသားတွေကိုဖေပြီးတော့ဖိတ်တယ်နော်ဒီတော့ကျွန်တော်တို့ရဲ့အလှအတန်းအကျွေးမွေးတွေကလည်းနော်အဲ့ဒီလိုအလှအတန်းအကျွေးမွေးတွေဖြစ်နေတယ်ဒါကြောင့်ကျွန်တော်တို့နောက်ဆုံးနော်ကိုယ့်ရဲ့နော်ဝလီမာတစ်ခုခုကိုယ့်အိမ်မှာလုပ်တဲ့ဒါဝတ်တစ်ခုခုစင်းရဲသားကိုမခေါ်နိုင်ဘူးဆိုရင်တော့မှနော်ကိုယ့်အိမ်မှာတော့ကိုယ့်ရဲ့ဆွေမျိုးအိတ်တွေကိုခေါ်ကျွေးရင်ကျွေးလိုက်စင်းရဲသားတွေကိုကျွေးတဲ့အကျွေးမွေးကိုလည်းပဲကျွန်တော်တို့နော်တက်နော်ပုံစံတစ်ခုခုနဲ့ပြန်ပြီးတော့စီစဉ်တင်တယ်နော်ကျွန်တော်တို့ပေါင်းဝန်းကျင်မှာဆင်းရဲတဲ့သူတွေရှိတယ်နော်ဒုက္ခရောက်နေတဲ့သူတွေရှိတယ်နော်ဒီတိုင်းပဲနော်ချိုးချံချွေတာပြီးကုတ်ကပ်ပြီးသုံးဆွဲနေရတဲ့သူတွေရှိတယ်ကြက်တဲတဲ့သူတွေရှိတယ်နော်သူတို့တွေကိုကျွန်တော်တို့နော်ကျွေးမွေးတဲ့အစီအစဉ်တွေကျွန်တော်တို့လုပ်တင်တယ်ဒီတိုင်းပဲနော်အင်တာမကိုပဲဒုက္ခရောက်နေတဲ့သူတွေဒုက္ခတဲ့စခန်းတွေမှာရှိကြတယ်လိုအပ်နေတဲ့သူတွေအစားအသောက်လိုအပ်နေတဲ့သူတွေအဲ့ဒီလူတွေကိုကျွေးမွေးတဲ့ကဏ္ဍတွေမှာလည်းပဲနော်ကျွန်တော်တို့တွေအင်တိုက်အားတိုက်ဆောင်ရွက်တင်တယ်ဆိုတာကစင်းရဲသားကိုကျွေးမွေးခြင်းကိုလည်းပဲကျွန်တော်တို့လုပ်ရမယ်နော်ဒါကအင်တန်အရေးကြီးတဲ့အလုပ်ဖြစ်တယ်နော်ဒါကိုမိလျော့နေတယ်နော်တတိတကြွယ်တွေစားနိုင်တောင်းနိုင်တဲ့သူတွေကိုခေါ်ကျွေးပြီးတော့ငါအလူတန်းသိလောက်တာပဲလို့ကျွန်တော်တို့ဂုဏ်ယူပြီးတော့ပြောနေလို့မရဘူးဒါကူဒီအာယတ်မှာအလ္လာဟ်အမိန့်ရှိတာဝလာတဟာဒူနာအလာတွအာမီလ်မစ္စကင်သူစင်းရဲတွေကိုကျွေးမွေးဖို့တိုက်တွန်းနှိုးဆော်ကြတာမျိုးလည်းမရှိဘူးတဲ့နောက်တစ်ခုအလ္လာဟ်အမိန့်ရှိတယ်ဝတာကူလူနတူရာသအကလလမ်မာနော်ဒီတော့လူတွေကနောက်ထပ်အဖြစ်တစ်ခုလူတွေကနော်လှုပ်တဲ့မကောင်းတဲ့လှုပ်ရတစ်ခုကတဲ့အသင်တို့ကအမွေပစ္စည်းတွေကိုလည်းပဲတင်ချုံပြီးတော့စားတောက်တဲ့နော်အမွေတွေခွဲဝေတဲ့နေရာမှာကိုဟတ်ဟုတ်ရဲ့လားမဟုတ်ဘူးလားအဲ့ဒါကိုမကြည့်ဘူးနော်အမွေခွဲတဲ့အချိန်ကျရင်ကိုဘလို့သူများထပ်ပူရမလဲအဲ့ဒါကိုကြည့်တယ်ဒီတော့ပူရအောင်ကြိုးစားတော့ရသွားတယ်သို့ပေမဲ့အဲ့ဒါကဟလာလ်အဖြစ်နဲ့ရတာမဟုတ်ဘူးအဲ့ဒါကဟာရမ်အဖြစ်နဲ့ရသွားတာနော်ကိုခဏတာစားတောက်လိုက်ရဖို့အတွက်ကျွန်တော်သူများကိုဒုက္ခပေးပြီးဟာရမ်တွေကိုတင်ချုံပြီးယူလိုက်တယ်ဒီနေ့တော်တော်များများသူတွေအဲ့ဒါကိုဂယုမဆိုင်ကြဘူးနော်ကျန်တဲ့ကဏ္ဍတွေမှာတော့ဟာကျွန်တော်အင်တန်ရှောင်းတာနော်ကျွန်တော်ဘာသာကြားရဲ့လက်ကဆိုရင်ကျွန်တော်မစားဘူးနော်ကျွန်တော်ဘာသာကြားဆိုင်ရာမဝယ်ဘူးကျွန်တော်တို့မှာအဲ့ဒီအစွန်းရောက်မှုတစ်ခုလည်းပဲရှိတယ်နော်ကျွန်တော်တို့နော်အခုဆိုရင်ဝါဖီမုတ်တွေပါလေရောင်းတယ်နော်ရောင်းတဲ့မှာတချို့မွတ်စလင်မဟုတ်တဲ့သူတွေတင်မောဒီတို့ဖယေးဒီတို့ရောင်းတာရှိတယ်နော်သူတို့စီကကျွန်တော်တို့ဝယ်လိုက်လို့ဘာမှမဖြစ်ဘူးနော်တင်မောဒီဖေဥမာဖြစ်နော်မွတ်စလင်မဟုတ်တဲ့သူကနော်ဥမာထမင်းကျော်တို့ခောက်ဆွဲကျော်တို့အသားတွေပါနေနဲ့ထည့်ရောင်းနေတယ်ဆိုရင်နော်အဲ့ဒါဆိုရင်တော့မဝယ်နဲ့ပေါ့ဘာလို့လဲဆိုရင် तू လှုပ်ထားတဲ့အသားမှာလှုပ်ထားတဲ့ဟာလာကစိတ်မချရအောင်ဒီတိုင်းပဲသူသုံးတဲ့စီတွေပါတွေကတော့နော်ဟာလာဖြစ်လားမဖြစ်လားမသိကြဘူးတင်မောဒီဖယေးဒီခွဲရောက်တာကတော့ဒါကပြဿနာမရှိဘူးလေတင်မောဒီဖယေးဒီဆိုတာကဒါဟာလာဖြစ်လားမဖြစ်လားနော်ဘာမှစူးစမ်းစရာလည်းပဲမလိုအပ်တဲ့ကိစ္စလေးတချို့ရှိတယ်ဟာအဲ့ဒါကိုတော့မှမဝယ်နဲ့အဲ့ဒါနော်ဝါဖီဇာကိုသူတို့စီကဝယ်လိုက်ရင်ငါတို့အစ်တာထားတဲ့လူစားတွေနော်ဆဝပ်တွေထိခိုက်ကုန်လိုက်မယ်ငါတော်ရှောင်းတာသူထင်းနေတဲ့သူကိုသူတန်ငါတော်ရှောင်းနေသူလို့ထင်းနေတယ်နော်အဲ့ဒါမျိုးတွေမလုပ်ရအောင်ကျွန်တော်တို့ဘယ်နိုင်ငံမှာနေနေတာလဲကျွန်တော်တို့မွတ်စလင်အနေစုရှိတဲ့တိုင်းပြည်မှာနေနေတာကျွန်တော်တို့တာဟာဇာတာဖြစ်အောင်နေရအောင်ရှရီယတ်ကဘောင်တွေကဖေးဖြစ်အောင်တာဟာဇာတာဖြစ်အောင်နေရပြီးကြတာသူတို့တွေလည်းပဲချက်တဲလို့ဒုက္ခရောက်လို့နော်ငါတို့မွတ်စလမန်တွေရဲ့အစ်တာရီမုတ်ဇီဒန်မှာဝါဖီမုတ်ဇီဒန်မှာငါတို့တွားရောက်ရင်ငါတို့တွေလည်းပဲပြည်လည်မယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့သူတို့ရောက်လာကြတာပဲကျွန်တော်တို့မခွေးချရအောင်နော်စသဖြင့်အဲ့ဒီလိုအသီးနှံရောင်းနေတယ်ဆိုရင်နော်ကျွန်တော်တို့အပေးလိုက်နော်သူတို့လည်းပဲပျော်သွားလိမ့်မယ်သူတို့ရင်ထဲမှာလည်းပဲမွတ်စလမန်တွေအပေါ်မှာပို့ပြီးတော့ချစ်စိတ်ခင်စိတ်တွေဖြစ်လာလိမ့်မယ်ဆိုတာကတမန်တော်ဆလ္လာလာဟူအလိုင်စလမ်အဲ့ဒီလိုမကွဲကြခဲ့တမန်တော်ဆလ္လာလာဟူအလိုင်စလမ်စီမှာအဲ့ဒီလိုကွဲကြတာလုံးဝမရှိဘူးတခါတခါယဟူဒီလာပြီးတော့ကြွေးတယ်တမန်တော်ဆလ္လာလာဟူအလိုင်စလမ်စားလိုက်တာပဲနော်တမန်တော်ဆလ္လာလာဟူဆမ်အဲ့ဒီအခမ်းမှုကိုတော့လက်ခံလိုက်တာပဲနော်ခိုင်ဘာမှာတမန်တော်ဆလ္လာလာဟူအလိုင်စလမ်ကိုအဲ့ဒီကအပြန်မှာယဟူဒီအမျိုးသမီးတယောက်အသားထဲမှာအစိတ်ထည့်ပြီးကျွေးတယ်ကိုမဆလ္လာလာဟူဆမ်လက်ခံတယ်သူ့မိလည်းကိုတော့ဒီလိုတင်လိုက်တဲ့အခါမှာနော်ကိုတော့နော်စားဖို့အတွက်နော်မိမိရဲ့နှုတ်ရှာမှာတိတ်ုံလေးတိတ်လိုက်တဲ့အခါမှာချက်ချင်းနော်အလဘကန်လေးအတိပေးတယ်အဲ့ဒီထဲမှာအစိတ်ရှိနေတယ်ကိုတော့ရဲ့အရှိမဆွာပါတပါးကစားမိသွားတယ်ချက်ချင်းပဲရှေ့ဖြစ်သွားတယ်
နော်ကိုရောချက်ချင်းပဲပါလို့လိုက်လေထုတ်လိုက်တယ်သူပေမဲ့လည်းပဲအဲ့ဒီအစိတ်ကဝေဒနာကိုရမဆလောက်ဆမ်နှစ်စဉ်နှစ်တိုင်းအင်တမကိုပဲခံစားခဲ့ရဆိုရကတမန်တော်ဆလောက်ဆမ်စီမှာအဲ့ဒီလိုခွဲခြားမှုမရှိဘူးဒါကြောင့်ကျွန်တော်တို့လည်းပဲအဲ့ဒီလိုမခွဲခြားရအောင်နော်ဒီတော့အခုနလူမျိုးပေါ့နော်ဥမာဟာလာဖြစ်ချင်းမဖြစ်ချင်းမှာတန်တရားရှိစရာအစားတောက်ဆိုရင်တော့ကျွန်တော်တို့ဘာသာကြားရောင်းနေတယ်ဆိုရင်တောင်းမဝဲနဲ့တန်တရားရှိစရာမလိုတဲ့အစားတောက်တွေရှိတယ်အဲ့ဒါတွေဆိုရင်တော့ကျွန်တော်တို့သွားအားပေးပါကျွန်တော်တို့သွားပြီးတော့အားပေးပါကျွန်တော်တို့ဘက်ကနေပြီးတော့အဲ့ဒီလိုခွဲခြားမှုတွေလှုပ်လာရင်တစ်ဖက်နောက်တစ်ချိန်သူတို့ပြန်ပြီးကျွန်တော်တို့ကိုခွဲခြားရင်ကျွန်တော်တို့ဘယ်လောက်နေရထိုင်ရခက်ခဲသွားမလဲနော်ဘာလဲဆိုရင်ကျွန်တော်တို့ကဒီမှာလူနေစုနေတာနောက်တစ်ခုကအဲ့ဒီလိုခွဲခြားဖို့သာသနာကမမာထားဘူးနော်ဒါတမန်တော်ဆလလာဟူအလိုင်စလမ်ရဲ့လမ်းစဉ်လေးပဲမဟုတ်ဘူးနော်ဒီတော့အဲ့ဒီလိုမျိုးပေါ့နော်တခြားကဏ္ဍတွေမှာတော့ဟာငါကဘလို့ရှောင်းတာသို့ပေမဲ့လည်းပဲအဲ့ဒီလူရဲ့အယောင်းဝယ်ကိုတွက်ကြည့်လိုက်နော်သူဟလာလ်ကိုဟရမ်ကိုမခွဲခြားဘူးနော်ဒီတိုင်းပဲသူ့ရဲ့နော်လူမှုဆက်ဆံရေးကိုကြည့်လိုက်နော်မောင်နှမတွေကအမွေတွေကိုသူမပြီးဘူးနော်သူများတွေရဲ့ရပိုင်ခွင့်တွေကိုသူမပြီးဘူးနော်ဒါတွေလုံးဝမလုပ်ရဘူးဒါတွေအင်မတန်ဆိုးရွားတဲ့ကိစ္စတွေဖြစ်တယ်ဒီတော့အလတ်ရှင်အမိတ်ရှိတယ်နော်ဒီတော့သူများတွေကရပိုင်ခွင့်တွေကိုမပြီးဘူးတင်းကျုံပြီးတော့ယူကြတယ်နော်ဒီတော့ဒါကလည်းပဲလူသားတွေရဲ့အဖြစ်တွေကအဖြစ်တစ်ခုပဲနော်တချို့တွေကိုအလတ်ရှင်နော်မိသားစုတစုကိုအလတ်ရှင်နော်ဒေါလတ်မပြီးဘူးသူကျွေးဝမှုမပြီးဆိုတာအလတ်တိတဲ့ကျွေးဝမှုပေးလိုက်ရင်မော်တော်မတွေအခုချစ်နေတဲ့နောက်ရန်သူဖြစ်ကုန်လိမ့်မယ်နော်ဒီတော့သူတို့ချစ်နေတာကပဲသူတို့အတွက်ပို့ပြီးတော့ကောင်းတယ်အလတ်ရှင်သူတို့ကိုနော်ချမ်းသာကျွေးဝတဲ့အနေထားမှာမထားဘူးဒါမျိုးလေးပဲရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့မချမ်းသာတိုင်းငါဘဝမပြည့်စုံဘူးလို့မထင်နဲ့မချမ်းသာပြီးမဲ့ကျွန်တော်တို့ကိုအလတ်ချမ်းသာရေးပေးထားတယ်ကျွန်တော်တို့ကိုအလတ်ရှင်ချစ်ခင်မှုတွေမော်တော်မမိသားစုကြားမှာပေးထားတယ်ဆိုရင်အဲ့ဒါချမ်းသာတာတက်ပူပြီးပြည့်စုံမှုကိုရှိနေတာပဲဆက်ပြီးတော့အလ္လာဟ်အမိရှိတဲ့ဝတ်တူဟစ်ဘူနလ်မာလာဟူဘန်ဂျမ်မာနော်အတင်းတို့ဥစ္စာပစ္စည်းတွေကိုအလုံးအမင်းချစ်ခင်ဆုံးမကြတယ်နော်ဒါကလည်းပဲလူသားတွေရဲ့မကောင်းတဲ့အကျင့်တွေကအကျင့်တစ်ခုပဲဒီတော့အလ္လာဟ်သိတယ်နော်သူ့ကိုဥစ္စာပစ္စည်းပေးလိုက်မယ်ဆိုလို့ရှိရင်တော့သူအဲ့ဒီဥစ္စာပစ္စည်းရဝိုင်းလုံးဝယူသွတ်သွားလိမ့်မယ်ဥစ္စာပစ္စည်းအပေါ်မှာမောက်မာကုန်လိမ့်မယ်ဥစ္စာပစ္စည်းကိုသူအင်မတန်မှကိုပဲအငမ်းမရချစ်ခင်ဆုံးမမှုတွေဖြစ်ပြီးနောက်နော်သူနမတ်9ချိန်ဖတ်တော်မှာမဟုတ်ဘူးသူဒင်းရှိတော်မှာမဟုတ်ဘူးသူလှူတန်းတာတွေလုပ်တော်မှာမဟုတ်ဘူးဒီတော့အလ္လာဟ်သိတယ်ဒီဥစ္စာပစ္စည်းရဝိုင်းသူပျက်စီးသွားမယ်အဲ့ဒီအတွက်အလ္လာဟ်မပေးတာမျိုးလည်းပဲရှိရင်ရှိလိမ့်မယ်ဒီတော့ဆက်ဆက်ပြီးတော့အလ္လာဟ်ရှိအမိန့်ရှိတယ်ကလ္လာအခုရှိဆက်အာယတ်ကကီယာမတ်နဲ့ပတ်သက်ပြီးအလ္လာဟ်အမိန့်ရှိတာဖြစ်တယ်ကလ္လာအီဒါဒုကတ်လ်အာရဒူဒကန်ဒကာမြေပထဝီကိုဖုတ်ဖညက်နေအောင်ညက်ကြည်နေအောင်ထုထောင်းလိုက်တဲ့အခါတနည်းအားဖြင့်မြေပထဝီဒီဖုတ်ညက်နေအောင်ညက်ကြည်နေအောင်ထုထောင်းခြင်းကိုခံလိုက်ရတဲ့အခါမှာတဲ့နော်တနည်းအားဖြင့်ဒါကကီယာမတ်ကိုရည်ညွှန်းတာကီယာမတ်နေ့ကျရင်ကျွန်တော်တို့ဒီဒုနီယာမြေပြင်ကြီးကတိုက်တာတွေလည်းရှိတော့မှာမဟုတ်ဘူးတောင်တွေလည်းရှိတော့မှာမဟုတ်ဘူးဒုနီယာရဲ့ဟိုဘက်အစကနေဒီဘက်အစဟိုဘက်ထိပ်ကနေဒီဘက်ထိပ်ခင်းလင်းပြင်ကြီးဖြစ်နေလိမ့်မယ်နော်လုံးဝကွင်းပြင်ဟင်းလင်းပြင်နော်လုံးဝညီနေတဲ့ဟင်းလင်းပြင်ကြီးတစ်ခုပါမှာဖြစ်နေလိမ့်မယ်ဒါကိုအလ္လာဟ်အမိန့်ရှိတာဖြစ်တယ်ဝဂျာအရဘ်ဘူကာအဲ့ဒီနေ့ကျရင်နဲ့ဝဂျာအရဘ်ဘူကာအသင်ရဲ့ဖန်သင်းရှင်ကြွမြန်းရောက်လာတော့မှုမယ်ဆိုတာကအလ္လာဟ်ရှင်မြတ်ကိုကျွန်တော်တို့အဲ့ဒီနေ့တွေ့ရမယ်အလ္လာဟ်ရဲ့တဂျလီကိုမြင်ရအင်တမန်ကိုပဲနော်အင်တန်ခန္ဓာထေဝါတဲ့နော်အင်တမန်ကိုပဲကြီးကျယ်လွန်းလာတဲ့အလ္လာဟ်ရဲ့တဂျလီအလ္လာဟ်ရဲ့ရောင်ကြီးတော်တွေနဲ့အလ္လာဟ်ရှင်ကြွမြန်းလာမှုကိုကျွန်တော်တို့တွေ့ရမယ်ဝလ်မလကုဆဖန်ဆဖာဒီတော့မလာအီကာကောင်းကင်တမန်တွေကလည်းအဲ့ဒီနေ့မှာလုံးဝစီတန်းပြီးတော့ရှိနေမယ်အင်မတန်အရေးအတွက်များတယ်အရေးအတွက်ပေါင်းကျွန်တော်တို့လူသားတွေထက်အစာပေါင်းများစွာအရေးအတွက်များတယ်မလာအီကာတွေကတဲ့အဲ့ဒီနေ့မှာလုံးဝစီတန်းပြီးတော့ရှိနေလိမ့်မယ်ဝဂျီအယောမအီဒင်အဲ့ဒီနေ့ကျရင်အလ္လာဟ်ရှင်မြတ်ကဂျဟန္နမ်ကိုလည်းပဲယူလာခဲ့မယ်နော်အဲ့ဒီနေ့ကျရင်အလ္လာဟ်ဂျဟန္နမ်ကိုယူလာမယ်နော်ဒီတော့ဂျဟန္နမ်ကကျွန်တော်တို့ရဲ့အရှိကိုအဲ့ဒီနေ့နော်အင်တန်နီနီကတ်ကိုရောက်လာမယ်တချို့တွေပဲတင်မရှိတယ်နော်အစီအင်းကြီးတစ်ခုအဆောက်ကြီးတစ်ခုကိုဘလို့နော်ကျိုးတွေနဲ့ဆွေးပြီးတော့ဘလို့ရှူလာလဲတန်ကျိုးတွေနဲ့နော်တုတ်ပြီးတော့ဂျဟန္နမ်ကိုလည်းပဲမလာအီကာပေါင်းများစွာနော်ဂျဟန္နမ်ကိုတန်ကျိုးပေါင်း9000ချီပြီးတော့အဲ့ဒီတန်ကျိုးတစ်ခုတိုင်းမှာမလာအီကာ9000ကဆွေးပြီးတော့အဲ့ဒီလိုဂျဟန္နမ်ကိုနော်လူတွေရဲ့အနီးအနားကိုယူလာခဲ့မယ်နော်ဝဂျီအယောမအီဒင်ဘီဂျဟန္နမ်အဲ့ဒီနေ့ဂျဟန္နမ်ကိုယူလာခဲ့မယ်ယောမအီဒင်နော်ဂျဟန္နမ်ကိုမြင်တဲ့အခါဂျဟန္နမ်ကိုတွေ့တဲ့အခါယတဇက်ကရုလ်အင်ဆန်လူသားအဲ့ဒီတော့မှာဘာဖြစ်လဲအတိတရားရလာပြီး
လူသားအဲ့ဒီတော့မှသူအတိတရားရတယ်အတိတရားရပြီးတော့ဘာပြောလဲဆိုတော့နော်အတိတရားအဲ့ဒီတော့မှသူစရတာနော်ငါဒုနီယာမှာနော်ငါမကောင်းတာတွေလုပ်မိခဲ့တယ်ကွာဒုနီယာမှာငါမကောင်းတာတွေမလုပ်ခဲ့ရင်ကောင်းတာကွာအဲ့ဒီတော့ तू အတိတရားရပြီဒီတော့အလ္လာဟ်အမိတ်ရှိတယ်ဝအန်နာလဟူဒ်ကရာအဲ့ဒီအချိန်မှာရတဲ့အတိတရားနော်ဘာအသုံးဝင်မလဲအဲ့ဒီအချိန်မှာရတဲ့အတိတရားဘာအသုံးတင်မလဲအချိန်နှောင်းသွားပြီနောက်ကျသွားပြီဒီတော့အဲ့ဒီအချိန်မှာရတဲ့အတိတရားကဘာမှနော်အသုံးဝင်ဖို့မရှိတော့ဘူးဘာမှအကျိုးရှိဖို့မရှိတော့ဘူးဒီတော့နော်လူသားကအဲ့ဒီအတိတရားရတဲ့အခါမှာနော်အင်တာမကိုပဲသူညီညူပြီးတော့ကြည်ကွေးပြီးတော့ပြောတယ်ယကူလူဘာပြောလဲဆိုတော့ယာလိုက်တနီကဒ္ဒမ်တူလီဟယာတီအိုဟူငါနော်ကျူတင်ပြီးတော့အာခိရတ်ကေတတန်တော့အာခိရတ်မှာငါရှင်တန်ယက်တီနိုင်ရေးအတွက်ငါကျူတင်ပြီးတော့ငါဆဝတ်တွေပို့ခဲ့ရင်ဘယ်လောက်ကောင်းမလဲဘယ်လောက်ကောင်းမလဲအဲ့ဒီနဲ့သူနောင်တရပြီးတော့သူပြောတယ်နော်ငါမဟုတ်ခဲ့တာငါမှားတယ်ကွာနော်အဲ့ဒီနေ့ကျရင်အလ္လာဟ်ရှင်ကုရ်အာန်မှာနောင်နေရာတွေမှာလည်းပဲအမိရှိတာရရလိုက်တနာအတောအန်အလ္လာဟ်ဝအတောအန်ရဆူလာနော်ငါဒုနီယာမှာအလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်နဲ့ကဲအမိကိုနော်ငါနာခံခဲ့ရင်ဘယ်လောက်ကောင်းမလဲနော်စသဖြင့်ပေါ့အဲ့ဒီနေ့ကျရင်သူနောင်တရမယ်နော်နောင်တရမယ်ငါဒုနီယာမှာကောင်းခဲ့ရင်ဘယ်လောက်ကောင်းမလဲဒုနီယာမှာအလ္လာဟ်အမိနာခံခဲ့ရင်ဘယ်လောက်ကောင်းမလဲဒုနီယာကနေပြီးတော့ငါအာခိရတ်ကိုချွတ်တွင်ပြီးတော့ငါပြင်ဆင်မှုတွေလုပ်ခဲ့ရင်ဘယ်လောက်ကောင်းမလဲနော်အဲ့ဒီလိုသူနောင်တရမယ်သို့ပေမဲ့လည်းပဲအဲ့ဒီနောင်တဟာဘာမှအသုံးမဝင်တော့ဘူးအဲ့ဒီနောင်တဟာသူ့ကိုဘလို့မှအကျိုးပြုနိုင်တော့မှမဟုတ်ဘူးရှေ့ဆက်ပြီးတော့အလ္လာဟ်အမိတ်ရှိတယ်ဖယောမအီဒင်အဲ့ဒီနေ့ကျရင်နဲ့လာယူအဒ်ဒီဘူအဒါဘဟူအဟဒ်အလ္လာဟ်ရဲ့ဒီလိုအပြစ်ဒဏ်ပေးခြင်းမျိုးနော်ရှိလိမ့်မယ်အဲ့ဒီလိုပြစ်ဒဏ်ပေးမှုမျိုးဘသူလူတဦးတယောက်ကမှနော်လုံနိုင်မှလည်းမဟုတ်သလိုနော်အဲ့ဒီလိုမျိုးလုံမှလည်းပဲမဟုတ်ဆိုတာကအလ္လာဟ်ရဲ့အဒါဘလောက်ကြီးကျယ်လဲဘလောက်ပြင်းထန်လဲဆိုရင်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့လူတွေကိုသဘောပေါက်အောင်ရှင်းပြမယ်ဆိုရင်ရှင်းပြလို့လည်းပဲကျွန်တော်တို့နားလည်နိုင်မှာမဟုတ်အဲ့ဒီနေ့ကျမှတွေးရလေဒီနေ့ကမ္ဘာပေါ်မှာအင်တာမတ်ကိုပဲပြင်းထန်တဲ့ပြစ်ဒဏ်တွေရှိတယ်အဲ့ဒီပြစ်ဒဏ်တွေနဲ့ပမာပြီးမယ်ဆိုရင်လည်းပြီးလို့ရမှာမဟုတ်အလ္လာဟ်ပြီးမဲ့ပြစ်ဒဏ်ကအဲ့ဒီပြစ်ဒဏ်တွေထက်ကိုပို့ပြီးတော့နော်ပြင်းထန်တယ်ပို့ပြီးတော့နော်ကျွန်တော်တို့မမြင်ဘူးမတွေ့ဘူးမကြုံဘူးတဲ့အင်တန်ကြောက်စရာကောင်းတဲ့နော်ပြစ်ဒဏ်မျိုးအလ္လာဟ်ရှင်မြတ်သခင်ချစ်မြတ်မှာနော်ဒုနီယာရဲ့နော်အပူဆိုတာကနော်ဂျဟန္နမ်ရဲ့အပူဂျဟန္နမ်ရဲ့မီးနဲ့ရှင်လိုက်ရင်ဘာမှမဟုတ်သေးဘူးဂျဟန္နမ်ရဲ့မီးရဲ့ပြင်းထန်မှုသူ့ရဲ့လောင်ကျွမ်းအားနော်ဒါအင်တာမတ်ကိုပဲကြောက်စရာကောင်းတယ်နောက်တစ်ခုကဒုနီယာမှာဘလောက်ပဲပြစ်ဒဏ်ဖြစ်ဖြစ်နော်လူတယောက်ကသူလွတ်မြောက်ဖို့အတွက်ယုံနိုင်သေးတယ်ဂျဟန္နမ်ရဲ့ပြစ်ဒဏ်ဟာဘလို့မှလွတ်မြောက်ဖို့အတွက်ယုံနိုင်မှာမဟုတ်ဘူးဝလာယူစီကူဝါဆာကာဟူအဟဒ်ဒါကိုအလ္လာဟ်အမိတ်ရှိတယ်အလ္လာဟ်ရဲ့ဖန်တီးချုပ်နှောင်မှုမျိုးကိုလည်းပဲဘသူတဦးတယောက်ကမှအဲ့ဒီလိုချုပ်နှောင်နိုင်မှာမဟုတ်ဒီနေ့ကမ္ဘာပေါ်မှာဘလောက်ကောင်းတဲ့အချင်းထောင်ဖြစ်နေပါသေးနော်တိတ်တော်တဲ့တိတ်လေတဲ့နော်တိတ်ကိုဖြက်လက်တဲ့အချင်းသားတွေလွတ်အောင်ဖောက်ပြီးတော့ပြေးတာတွေရှိကြတာပဲနော်ထောင်ဖောက်တယ်ဆိုတာကကမ္ဘာပေါ်မှာအင်တာမတ်ကိုပဲနော်ကျွန်တော်တို့ကြားဘူးနေတဲ့ကိစ္စပဲအင်တာမတ်ကိုပဲလုံခြုံရေးတင်းကျပ်ပါတယ်ဆိုတဲ့ထောင်ကိုနော်တကယ်အတွေ့အကြုံရင်းနဲ့နော်တကယ်ဟိုဂိုင်းစတာတွေဖောက်ပြီးတော့ပြေးခဲ့တာတွေရှိတာပဲသို့ပေမဲ့လည်းပဲအလ္လာဟ်ရဲ့ဖန်တီးချုပ်နှောင်မှုကြရင်တော့ဘယ်သူမှလွတ်အောင်ယုံနိုင်မှာလည်းမဟုတ်ဘူးဘယ်သူမှပြေးနိုင်မှာလည်းမဟုတ်ဘူးဒီတော့အလ္လာဟ်ရှင်မြတ်ကအဲ့ဒီပြစ်ဒဏ်တွေကိုပြောပြပြီးတော့အလ္လာဟ်ရှိဆက်ပြီးအမိတ်ရှိတယ်ယာအယတူဟန်နဖ်ဆုလ်မုတမအင်နာအင်တမကိုပဲနော်အင်တမကိုပဲငြိမ်သက်တဲ့စီဝိန်ငြိမ်သက်တဲ့ဝိညာဉ်နောက်တစ်မျိုးပြောမယ်ဆိုရင်အင်မတန်အလ္လာဟ်အမိတ်တွေကိုနာခံတဲ့ဝိညာဉ်ဒီတော့ပညာရှင်တွေကနော်ဒါကနဖ်ဆယ်ရဲ့အညီတစ်မျိုးဆိုပြီးပြောပြကုရ်အာန်ကျမ်းတော်မြတ်မှာနဖ်ဆယ်ကိုအလ္လာဟ်အညီ၃မျိုးနဲ့နော်အလ္လာဟ်ရှင်နော်ဒီမိတ်တော်မူထားတယ်တစ်မျိုးကဘာလဲဆိုတော့နဖ်စီလောဝါမာနော်နဖ်စီလောဝါမာနောက်တစ်ခုကနဖ်စီအမ်မာရာဝမာဥဘဒ်ယူနဖ်စီအင်နနဖ်ဆလာအမ်မာရာတုမ်ဘီဆူနော်အဲ့ဒီအာယတ်မှာပါတယ်နဖ်စီအမ်မာရာနောက်တစ်ခုကလောဝါမာနောက်တစ်ခုကအမ်မာရာနောက်တစ်ခုကနဖ်စီမုတမအင်နာတော့ဒီတော့နဖ်စီလောဝါမာဆိုတာကအမြင်မကောင်းတဲ့ဘက်ကိုပဲလှုံ့ဆော်နေတဲ့နဖ်အဲ့ဒီနဖ်ကိုနဖ်စီလောဝါမာလို့ခေါ်တယ်နော်နဖ်စီအမ်မာရာကျတော့နော်ကျွန်တော်တို့များသောအားဖြင့်လူတွေကနဖ်ဆယ်တွေပေါ့တစ်ခါတရံကောင်းတဲ့ဘက်လှုံ့ဆော်တယ်တစ်ခါတရံမကောင်းတဲ့ဘက်လှုံ့ဆော်တယ်အဲ့ဒါကိုနဖ်စီအမ်မာရာလို့ခေါ်တယ်နောက်တစ်မျိုးကနဖ်စီမုတမအင်
inna amiran kaune pa kujibe longzo ni de namaz palai pala nafil rozari thalai pala no Quran tilawat lo lai pala zikir lo lai pala no alutan ni lo lai pala kaune pa kujibe longzo ni de nafs ari lo nafs se myo ko chano ro ya twa bi so yin no da chano ro ye bawa pi twa bi Allah shin myat ka ari nafs se ko jannat la zan ba so bi ro phait khaw tha de ari nafs se asin ko pain sain ke bi so yin no jannat ka chano ro atwa phyaung phyu twa bi da jaw chano ro tasawuf taskiya lo pyo de mala di ro nafs se ri ko tan shin bi ro ari lo nafs se myo phit aung da chu sa de ne ya ri phit de di ro Allah amai shi de ya ayyuhan nafsul mutma'inna o nafs mutma'inna ye pain shin irji ila rabbiki atin ye phan thin sin si ko atin le pyan la lo de ro tuyatan mardiya balo pong dan ne le pyan la ya ma le atin ko le be atin phan thin shin ka chi nat de atin ka le be atin phan thin shin ko chi nat de ari lo pong dan myo ne atin le pyan la lo da jaw dunya ma a chi ma thong si sin ka naw song thwat tat ma Allah ye chi nat nit tat mu ko ya ne bo be chano ru bawa ma ba be shi shi ba be ma shi shi naw song thwat tat ma Allah chi nat nit tat mu ko ya bi ro no Allah shin chi nat nit tat bi ro chano atat thwat khwin ya ge de so yin no da chano bawa ye a chi ma song do aung myin chin be loka yi ye no thi nan ni si sein ni pain sai mu de a long ko ya da that pu bi ro ta de no ara ko badu ka ya ma le nafsi mutma'inna pain shin ka ya ma balok tu na phu sa kaung le tu ko Allah ka di lo khaw de irji ila rabbiki atin ye phan thin shin si ko atin le pyan la lo balo pong dan myo ne le pyan la ma le su yin bi ro chaung cha bi ro le pyan la ma mo bu radiyatan mardiya atin ko le atin phan thin shin ka chi nat de atin phan thin shin ka le atin ko atin ka le atin phan thin shin ko chi nat de di ro Allah amai shi de fadakuli fi ibadi no nga ye chi chon ni de ma atin pa win lo wadakuli jannati no nga ye jannat the ko win yaw san myan lo ari lo Allah shin amai shi de so ra ka no nafsi mutma'inna imtan kaung mo ne nafs no aguna lo myo bo ma kaung ne achin sa ritta ri tu ma ma shi u kaung ne achin sa ritta ri kaung ne sait ku sait tan ni no kaung na ri ko luk chin ne sait de lwan mo de nafs se ko chano ya aung pyu lo nain ke bi chu da nain ke bi so yin no Allah shin mat takin ka chano ko no jannat ko Allah ko dai la ba so bi ro phait khaw bi ro ko chano ko chin myat ma chano ari lo jannat ko imtan ma ko be khan khan na na ne jannat ko chano no gong shi swa ne san myan bi ro win yaw ya ma riza atem mi sin ni naw mya khin mya no di ro Hazrat Abdullah bin Abbas radiyallahu anhu takin ye phit ye le taku no tafsir chan တချို့မှာရေးသားတင်ပြထားတဲ့ဒီ tafsir မှာ Alimul Irfan ချမ်းမှာလည်းပဲအဲ့ဒီအကြောင်းအရာလေးကိုရေးသားတင်ပြထားတယ်ဒီတော့ Abdullah bin Abbas radiyallahu anhu တခင်ကနော်နှစ်တည်တော်တော်များများနော်ဟိုတိုင်းပြည်ရေးရာတွေကိုတာဝန်ထမ်းရွက်ခဲ့နော်ခလီဖာကြီး၄ပါးရဲ့လက်ထက်မှာကောနော်အဲ့ဒီနောက်ပိုင်းမှာကော Abdullah bin Abbas တခင်ကနော်မြို့နယ်တွေနော်ဒေသတွေကိုအုပ်ချုပ်တဲ့တာဝန်တွေကိုယူခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတော့ Abdullah bin Abbas တခင်ကအဲ့ဒါဒီအားလုံးကိုစွန့်ပြီးတော့နော်အလ္လာဟ်ဘက်ကိုလုံးဝလှည့်ဖို့အတွက်နော် EECC ပေမှာတွားနေလိုက်လေဆိုတော့ Taif မြို့မှာတွားနေလိုက်အဲ့ဒီလိုနဲ့ Taif မြို့မှာပဲ Abdullah bin Abbas တခင်ကနောက်ဆုံးကွယ်လွန်သွားခဲ့ကျွန်တော် has သွားတဲ့သူတွေဆိုရင် Taif ကိုတွားကြတဲ့ Abdullah bin Abbas တခင်ရဲ့ပလီ Abdullah bin Abbas တခင်ရဲ့ကဘာရှိရာနေရာအဲ့ဒီနေရာတွေကိုတွားကြတယ် Taif မြို့ကလည်း Abdullah bin Abbas နာမည်နဲ့ပို့ပြီးတော့ကြော်ကြားတယ်။နော်ဒီတိုင်းနဲ့ Taif ကတော့တမန်တော်ဆလောလ္လဟ်အလိုင်း Taif သွားတဲ့ခရီးစဉ်ဒီဖြစ်ရဲ့အပေါ်မှာလည်းအင်တန်ကြော်ကြားသလို Abdullah bin Abbas တခင်နေလိုက်တဲ့အပေါ်မှာလည်းပဲ Taif မြို့ကပို့ပြီးတော့ကြော်ကြားတယ်။နော်အဲ့ဒီမှာနော် Taif မြို့ရဲ့မြို့ဝင်ဂိတ်တွေလမ်းတွေ Taif မြို့ရဲ့အကြီးဆုံးပလီကြီးတွေဒါတွေအားလုံးက Abdullah bin Abbas တခင်ရဲ့နော်နာမည်တွေနဲ့ပဲဒီတော့ Abdullah bin Abbas တခင်ကွယ်လွန်သွားတဲ့အခါမှာတဲ့ဂျနာဇာကိုချထားတဲ့ကဖန်ထုတ်ပြီးတော့ဒီတော့ငှက်တကောင်ရောက်လာတယ်ငှက်တကောင်ပေါ့နော်အဲ့ဒီငှက်တကောင်ရောက်လာငှက်ကဘာငှက်အမျိုးအစားနဲ့လည်းမသိဖြူဖွေးနေတဲ့ငှက်လေးနော်ဒီတော့အဲ့ဒီငှက်လေးက Abdullah bin Abbas radiyallahu anhu တခင်ရဲ့ကဖန်ထဲကိုဝင်သွားတယ်တော့လူတွေကလည်းကဖန်ထဲဝင်သွားတော့ပြန်ထွက်လာအောင်ဆိုပြီးတော့ကဖန်ကိုဟပြီးတော့ငှက်ကိုပြန်ထုတ်ဖို့လုပ်ကြတယ်ဒါပေမဲ့အဲ့ဒီငှက်ကကဖန်ထဲဝင်သွားတာပြန်ထွက်လာတာမရှိတော့ဘူးဆိုတော့အဲ့ကဖန်ထဲဝင်ပြီးပဲပျောက်သွားမှမသိတော့နော်အဲ့ဒီလိုနဲ့ Abdullah bin Abbas radiyallahu anhu တခင်ဒီလိုနဲ့ Abdullah bin Abbas တခင်ဆိုတာဘလောက်ကြီးကျယ်တဲ့ဆွာပါလေ
ကုရ်အာန်ကျမ်းတော်နဲ့ပြန်တဲ့ပတ်သက်ရင်အင်တမကိုပဲနော်တမန်တော်မြတ်ဆလောဆမ်ကိုယ်တိုင်ကအလ္လာဟူမအလင်ဟူလ်ကီတာဘ်ကုရ်အာန်ရဲ့အီလမ်သူကိုအလ္လာဟ်ချီးမြှင့်ပါဆိုပြီးတမန်တော်ဒူအာပြီးခဲ့တဲ့ဆွာဘာတွေထဲမှာလည်းကုရ်အာန်နဲ့ပတ်သက်ရင်အကျွမ်းကျင်ဆုံးအနားလေဆုံးသောနော်ပုဂ္ဂိုလ်ပဲဒီတော့အဗ်ဒူလာဘင်အဘတ်စ်တခင်ကိုတဲ့အဲ့ဒီလိုကဘာရစ်တဲ့အချိန်မှာတဲ့နော်ဘေကနေမမသိဘူးအတန်တန်ထွက်လာတဲ့ယာအယတူဟန်နဖ်ဆုလ်မုတမအင်နာအိုနဖ်စီမုတမအင်နာပိုင်ရှင်အီဂျီအီလာရဘ်ဘီကီရာဒီယတမ်မရဒီယာအသင်ဖန်သင်းရှင်စီကိုအသင်ကလည်းဖန်သင်းရှင်ကိုကျင့်납ဖန်သင်းရှင်ကလည်းအသင်ကိုကျင့်납တဲ့အချိန်လေးနဲ့လှည့်ပြန်တော့ဖဒကူလီဖီအီဘာဒီနော်ငါအရှင်မြတ်ရဲ့ချီးကျူးနေတဲ့မှာပါဝင်တော့ဝဒကူလီဂျန်နတီငါအရှင်မြတ်ရဲ့ဂျန်နတ်ဒုက္ခဘုံကိုဆံမြန်းလို့ဆိုပြီးတော့အဲ့ဒီအတန်ထွက်လာတဲ့လူတွေအားလုံးလိုက်ကြည့်တဲ့အဲ့ဒီတံပေကနေထွက်လာမှမသိဘူးဆိုတာကအလ္လာဟ်ရှင်နှစ်သက်တဲ့ဘန္တာတွေကိုအလ္လာဟ်ရှင်ဂျန်နတ်ကိုဖိတ်ခေါ်ထားတာဒါကြောင့်ဂျန်နတ်ကိုဝင်ရမယ်တဲ့မှာနော်ဒီလိုဘန္တာတွေသူတို့ကလုံးဝအလ္လာဟ်နှစ်သက်မှုကိုလုံးဝအပြည့်အဝရခဲ့တယ်ဆိုရင်သူတို့ကိုအလ္လာဟ်ရှင်မြတ်ကဂျန်နတ်ကိုဖိတ်ခေါ်ပြီးတော့ကိုနော်အလ္လာဟ်ရှင်မြတ်ကသူတို့ကိုဂျန်နတ်ကိုဝင်ရောက်စေမှာအင်မတန်ဂုဏ်ရှိရှိတိတ်ခါရှိရှိအင်မတန်ဆွေးရင်ကြောင်းကြမှုကင်းစွာနဲ့ဂျန်နတ်ဒုက္ခဘုံကိုဝင်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်အလ္လာဟ်ရှင်မြတ်တခင်ကျွန်တော်အားလုံးကိုတင်ပြပါချက်လက်များတိုင်းနာနိုင်တဲ့တောဖီချင်မြတ်တော်မူပါစေအာမင်سبحان ربي الآل الوهاب اللهم صل على سيدنا محمد وعلى آل سيدنا محمد وبارك وسلم ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار ربنا ظلمنا أنفسنا وإن لم تغفر لنا وترحمنا لنكونن من الخاسرين رب اغفر وارحم وأنت خير الراحمين رب ارحمهما كما ربياني صغيرا ربنا هب لنا من أزواجنا وذرياتنا قرة أعين واجعلنا للمتقين إماما اللهم إنا نسألك رضاك والجنة ونعوذ بك من سخطك والنار يا الله شين جنم يريد واقول لك نموبا يا الله جنمမျိုးရဲ့အဖြစ်တွေအားလုံးကိုအလ္လာဟ်မာဖ်လုပ်တော်မူပါယာအလ္လာဟ်ကျွန်တော်မျိုးတို့ကိုမဂ်ဖီရတ်ခြင်းရတော်မူပါယာအလ္လာဟ်လာမီရမ်ဇန်ကိုမှီပြီးတော့မဂ်ဖီရတ်ရအောင်ယူနိုင်တဲ့သူတွေအဖြစ်အလ္လာဟ်ပြုလုပ်ပေးတော်မူပါယာအလ္လာဟ်ရှင်ကုံဆုံးခဲ့တဲ့ရမ်ဒန်ရဲ့ရက်တွေမှာထားခဲ့တဲ့ရိုဇာတွေအလ္လာဟ်လက်ခံတော်မူပါဖတ်ရုပ်ခဲ့တဲ့ကုရ်အာန်တီလာဝတ်တွေအလ္လာဟ်လက်ခံတော်မူပါနမတ်တွေအလ္လာဟ်လက်ခံတော်မူပါဇီကရ်တွေအလ္လာဟ်လက်ခံတော်မူပါဆဒကာအလူဒါနာတွေအလ္လာဟ်လက်ခံတော်မူပါကြံရှိတဲ့ရက်တွေမှာလည်းပဲအလ္လာဟ်အီဘာဒတ်ကိုများမြောင်စွာလုပ်ပြီးတော့ဖြတ်တန်းနိုင်တဲ့တောဖီအလ္လာဟ်ရှင်ချင်းပေးသနာတော်မူပါယာအလ္လာဟ်ရှင်ကျွန်တော်မျိုးရဲ့အပြစ်တွေအားလုံးကိုရမ်ဇန်ကိုအကြောင်းခံပြီးတခုမှချအလ္လာဟ်မာဖ်ချစ်လုပ်တော်မူပါမဂ်ဖီရတ်ချစ်မြတ်တော်မူပါမိဘတွေကိုမဂ်ဖီရတ်ချစ်မြတ်တော်မူပါဒီတိုင်းမဲ့ဆွေမျိုးတာချင်းနေညီကိုမောင်နှမတွေမိသားစုဝင်တွေအားလုံးကိုအလ္လာဟ်မဂ်ဖီရတ်ချစ်မြတ်တော်မူပါယာအလ္လာဟ်ရှင်ကျွန်တော်မျိုးရဲ့ဒူအာကိုလက်ခံတော်မူပါယာအလ္လာဟ်ရှင်မြန်မာနိုင်ငံအတွင်းထဲမှာရှိတဲ့ရမ်ဇန်လကိုဒုက္ခတွေနဲ့ဖြတ်သန်းနေရတဲ့မွတ်စလမန်ညီနောင်တွေကိုလည်းပဲအလ္လာဟ်ရှင်၎င်းတို့ရဲ့ဒုက္ခအခက်အခဲတွေကိုဝေးကွာမှုအလ္လာဟ်ချစ်မြတ်ပေးသနာတော်မူပါနေရက်တွေကိုဆွန့်ခွာနေရတဲ့မွတ်စလမန်ညီနောင်တွေကိုလည်းနေရက်တွေအမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မှုအလ္လာဟ်ချစ်မြတ်တော်မူပါဒီတိုင်းပဲကမ္ဘာအဝှမ်းမှာရှိတဲ့ဒုက္ခရောက်နေတဲ့မွတ်စလမန်တွေကိုလည်းပဲအလ္လာဟ်ရှင်ဒုက္ခတွေကနေလွတ်မြောက်မှုချစ်မြတ်တော်မူပါအထူးသဖြင့်ပါလက်စတိုင်းမှာရှိတဲ့မွတ်စလမန်ညီနောင်တွေရဲ့ဒုက္ခတွေကိုအလ္လာဟ်ရှင်အမြန်ဆုံးလွတ်မြောက်မှုချစ်မြတ်တော်မူပါ၎င်းတို့ကိုအောင်မြင်မှုချစ်မြတ်ပေးသနာတော်မူပါ၎င်းတို့ရဲ့ရန်သူတွေကိုအလ္လာဟ်ရှင်သိသိစီတော်မူပါဆုပ်ယုပ်စေတော်မူပါအလ္လာဟ်ရှင်အရေးယူတော်မူပါယာအလ္လာဟ်ရှင်ကျွန်တော်မျိုးရဲ့ဒူအာကိုတမန်မြတ်ကြီးမုဟမ္မဒ်ရဆူလုလာဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကိုအကြောင်းခံပြီးအလ္လာဟ်ရှင်လက်ခံတော်မူပါရဘ္ဘနာတကဘလ်မင်နာအင်နကအန်တဆမီဥလလီမ်ဝတုဘ်အလိုင်နာအင်နကအန်တတဝါဘ်ရဟီမ်ဆမီနာဝအတဝနာဂဖရာနကရဘ္ဘနာဝအီလိုက်ကလ်မဆီရ်ဝလ်ဟမ်ဒူလ لله رب العالمين